တခါတော့ကတထေးကြီးတူသည်ခြံများဖြင့်နန်းတော်သို့ခါသားဝင်ရန်လမ်းလျှောက်လာစဉ်လမ်းမရှိကြွက်တီလူကောင်ကိုတွေ့မြင်၍ရက်တက်လိုက်ပြီးကြွက်တီကိုလက်ညှိုးထိုးကအားလုံးနားထောင်ကြဟဲ့ဟောဒီကြွက်သေးကိုကြည်စမ်းဉာဏ်ပညာနဲ့ပြည့်စုံတဲ့သူဟာဒီကြွက်သေးတစ်ကောင်ကိုအရင်ကြီးပြုပြီးကြီးပွားချမ်းသာအောင်လုပ်နိုင်တယ်ကွဒါအုပ်ဘင်းသားမှာရန်နာထောင်နေတဲ့ဆင်းရဲသားလူငယ်တယောက်ကကြားသွားပြီးတော့ကြွက်တီကိုချက်ချင်းကောက်ယူကလက်ထွက်သွားခဲ့ပါတယ်။အဲဒီနောက်ဆင်းရဲသားလူငယ်တွေဟာဈေးထဲကိုသွားပြီးကြွက်တီကိုចောင်းသားပြေးရောင်းလိုက်ရတပြားတစ်ပဲရလာပြီးဒီတစ်ပဲကိုရင်းပြရမယ်ဆိုကထိုးပတ်စံဖြင့်ထညက်ခဲဝဲကဥချင်းရေကိုယူ၍ပန်းရင်မပြန်လာတော့ပန်းတံမြကိုထိုင်ကဆောင်တိုင်းနေကြတယ်ဦးလေးတို့ပြန်မလာကြပြီလားညက်ခဲလေးစားပြီးရေအေးလေးသုံးဆောင်ပါအောင်ဗျာအော်အေးကွယ်အေးမင်းကစေတနာကောင်းတာပဲငါတို့မှပေးစရာပတ်စံတော့မပါပါဘူးကွာဒီပန်းတဆုပ်စီတွေယူထားလိုက်ပါပန်းတံမြကပေးလိုက်တော့ပန်းမြကိုလိုက်လံရောင်းချရာတပြားရှိပဲရလာပြီးထိုးနည်းဖြင့်အရင်ကြီးကိုတဖြည်းဖြည်းတူအောင်လုပ်ခဲ့တယ်တနေ့တော့အခါဝတ်တလီပညာကြပြီးနောက်မင်းဝင်နေတွင်တစ်ကန်းကြောင့်များပြန်ကျန်းနေလေသည်ခက်ပြီဒါတွေကိုဘယ်လိုရှင်းရပါမလဲကွာဦးလေးဒီတစ်ကိုင်းတွေကိုကျွန်တော်ကိုပေးရင်ကျွန်တော်အားလုံးရှင်းပေးပါမယ်ဗျာလူငယ်လေးကစားနေတော့ကလေးများကိုထင်ရခဲများတွေ့ကတစ်ကိုင်းများအလုံးကိုစုခိုင်းလိုက်သည်တို့တော့တစ်ကိုင်းများကိုတန်းတော်ကဦးထိန်တဲ့တာချင်းပြရောက်လိုက်ရာတပြားဝင်းများတော့ရလာသည်နောက်တစ်နေ့တွင်ယူရဲတို့မြင်းကုန်တယ်လာမည်ဒရင်ကြတော့အခါညအိတ်သမား900ကိုရင်းနှင်းမကျွေးကမိတ်ဆွေဖွဲ့ထားခဲ့သည်ညအိတ်သမားများဟာလူငယ်လေးကိုမြတ်ထန်းစီလက်ဆောင်ပေးပြီးထုံးမြများကိုမြင်းကုန်တယ်လာတော့အခါတပြားတစ်ထောင်ပြည့်ရောင်းချခဲ့သည်တပတ်ခန့်ကြတော့ဒရင်မိတ်ဆွေထံမှတင်မောဆိုင်ပြီးဒရင်ရ၍ဝကောင်းစားလာမြဝကရထားစီးပြီးတင်မောစိတ်ကိုတွားခဲ့သည်ချိုးတော်လေးတကြီးကလက်ဆောင်ပန်တော်ရောက်ပေးကတင်မောမှာဘာလာသမျှကုန်စီအားလုံးကိုတကူရဲအပိုင်ဝယ်ယူလိုက်သည်အကုန်လည်းများရောက်လာတော့အခါလူငယ်ထမ်းမှတဆင့်ဝယ်ယူရသဖြင့်တပြားသိန်းချီပြီးမြရရှိခဲ့သည်ထို့နောက်မှာတော့လူငယ်လေးဟာကျေးဇူးရှင်တထေးကြီးကိုခုံကျေးဇူးကောင်းမိလေရဲ့တပြားသိန်းသွားရောက်ကြော့ရာတထေးကြီးကဒီတပြားတွေဘယ်ရတာလဲမောင်မင်းဆရာကြီးလမ်းပေါ်မှာလွှင့်မြင်ခဲ့တဲ့ကြွက်သေးတကောင်ကိုအရင်ပြုပြီးလေးလအတွင်းကျွန်တော်ရှာဖွေခဲ့တာပါဆရာကြီးတထေးကြီးကသဘောကျ၍ပြုံးရီကမင်းလိုဉာဏ်ပညာရှိပြီးဝိရိယရှိတဲ့သူဟာတကယ်ကိုအားကိုးထိုက်သူပဲငါသမီးနဲ့လက်ထပ်ပြီးငါရဲ့စီးစိမ်တွေဆက်ခံပါတော့လို့ဆိုကလူငယ်လေးနဲ့တထေးသမီးဟာလက်ထပ်ထင်းမြပေးလိုက်ပါတော့တယ်ဇလန်းလေးကတော့ဒါပါပဲခင်ဗျာဒီဇလန်းလေးမှာတော့ဉာဏ်ပညာရှိသူသည်အရင်နည်းအနှဲငယ်သို့မဟုတ်တန်မိုးမဲ့သူထင်ရသောအရာမှပင်ကြီးပွားချမ်းသာအောင်ဖန်တီးနိုင်သည်ဆိုတဲ့ဗဟုသုတလေးကိုမျှဝေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုအားပေးကြတဲ့တူတူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ